ကိုလက်တွဲဖော်ကအိမ်ပြန်နောက်ကျလာတယ်အရင်လိုစကားမပြောချင်တော့ဘူးအပြင်မှာပဲအချိန်တွေပေါ်ကုန်နေလေဒီလိုမျိုးတွေကြုံဖူးကြလားအဲ့လားဘာကြောင့်ဖြစ်နိုင်လဲဆိုတာဒီနေ့အတူတူကြည့်လိုက်ရအောင်ကိုရီဘက်ကတော့တနေ့တာကြုံကြတာတွေပြောပြခြင်းလို့စောင်းနေပေမဲ့သူကကြတော့အိမ်ပြန်ချင်းကိုရှောင်းနေတယ်လို့ပဲသူကချင်းနေနဲ့ပဲချင်းကုန်နေတယ်ဒီလိုမျိုးအထီးကျန်တယ်လို့ခံစားချက်ကတော်တော်များများကြုံဖို့ကြမယ်ထင်ပါတယ်ဘာလို့များဒီလိုဖြစ်နေရတာလဲโอเคတခုတော့ကြိုပြောထားချင်ပါနေအခုပြောမှာကလေဖောက်ပြန်တာကိုအားပေးနေတာမှန်တယ်လို့ပြောနေတာလုံးဝမဟုတ်ဘူးเนาะဒါပေမဲ့ဒီလိုတွေဘာလို့ဖြစ်လာရလဲဆိုတော့သူ့ရဲ့နောက်ွယ်ကစိတ်ပိုင်းဆိုင်ရာအကြောင်းရင်းကိုနားလေထားမှာကိုရီဘက်ကလည်းမှန်မှန်ကန်ကန်လေးပြင်ပြီးတော့ပြေလည်အောင်လုပ်လို့ရမှာမို့လို့ပါအဓိကတော့ချက်ကစိတ်ပိုင်းဆိုင်ရာလွဲချက်ပါပဲယောက်ျားမိန်းမမဟာဘူးလူတိုင်းကလေးစားခံခြင်းတဲ့အတိမဖြူခံခြင်းတဲ့ကိုနားတယ်ပေးတာမျိုးလိုချင်ကြတာချိပဲလေအဲ့ဒီຢာတွေအိမ်မှာမရတာဘူးလို့ခံစားရတဲ့အခါပြဿနာကစတာပါပဲကဲဒါဆိုပိုချင်းတော့အောင်နော်နိုင်ချင်ကြည့်လိုက်အောင်အိမ်မှာသူခံစားရတဲ့ခံစားချက်နဲ့အပြင်မှာသူခံစားရတဲ့ခံစားချက်ကဘယ်လောက်တောင်ကွာတာလဲဆိုတာကပေါ့စစ်စစ်ကြည့်လေအိမ်ပြန်ရောက်တာနဲ့ဘာလို့နောက်ကြတာလဲတော့ဟိုဘေဒီဘေတို့ဖျားဒီနဲ့စကြိုတယ်အဲ့ဒီမှာသူကတန်ဖိုးမထားခံရတော့လို့ဘယ်သူမှသူ့ကိုနားမလဲပေးတယ်လို့ခံစားရရောအပြင်မှာကြတော့ကိုဘာများသုံးဆောင်မလဲစိတ်ညစ်မနေနဲ့ပြောပြဆိုပြီးချိုတာတာနဲ့ဂယုဆိုင်မှုတွေနားထောင်ပေးမှုတွေကသူကိုသူရဲကောင်းကြီးတယောက်လို့အရေးပါရလို့တယောက်လို့ခံစားသွားစေတာအဲ့ဒီခံစားချက်ကွာခြားမှုကအဓိကပဲဒါဆိုရင်ကိုရီဘက်ကလည်းမတိလိုက်ပဲနဲ့သူအိမ်နဲ့ဝေးသွားအောင်လုံးမိနေတဲ့အမှားသုံးမျိုးကိုတစ်ချက်တည်အောင်စိတ်ဝင်စားစရာကောင်းတာကလေလေးလာမှုတချို့အရာဆိုရင်အိမ်မကတ်ချင်တဲ့မျိုးသားတရားမှာ90လောက်ကအခုပြောမယ့်အချက်သေးကြောင်လို့ဆိုကြတယ်နံပါတ်1 The Arrival Ambush တဲ့တကားဝါမာတင်စီးမိနားပူတာသူလဲအလောက်ကနေတနေ့လုံးပင်ပန်းလာတာလေအနေလုံးတော့ရီမိုးချိုးထမင်းလေးပါလေးစားပြီးနားချင်တော့ပေးတာမှာပေါ့နော်နံပါတ်2အမေတယောက်လို့ဆရာလောက်တာဒါမလုံးနဲ့ဟိုမကိုင်းနဲ့ဆိုပြီးခလေးတယောက်လို့ light ထင်းချုပ်နေတာမျိုးကသူ့ရဲ့ယောက်ျားမာနာကိုထိခိုက်စေတယ်နောက်ဆုံးနံပါတ်3ကတော့အခန်းထဲကဆက်ဆံရေးကိုတာဝန်တစ်ခုလို့ဖြစ်စေတာပါပဲမှတ်ထားရမှာကယောက်ျားဆိုတာအိမ်ထောင်ဦးစီးဆိုတဲ့ခန်းစားချက်ကိုလိုချင်တာပါကိုကစီမံခန့်ခွဲရမယ်ကလေးတယောက်လို့သဘောထားလိုက်တာနဲ့သူတို့ကအဖြစ်မှန်သူတို့ကိုလေးစားတဲ့နေရာကိုထွက်ရှာတော့တာပဲဒါလေးကတတိထားရမယ့်အချက်ပါကဲရှောင်းရံနေတီးပြီဆိုတော့ဆောင်းရံလေးတွေပါလဲအောင်ဒါတွေကကိုရဲ့ဆက်ဆံရေးကိုပြန်ပြီးနှွေးထွေးခိုင်မာစမဲ့ကျွေးဝက်လက်နက်လေးတွေလို့တောင်ပြောလို့ရတယ်ပထမဆုံးကသူ့ရဲ့ hero instinct သူရဲ့ကောင်းစိတ်ကိုနှိုးဆော်ပေးဖို့တဲ့သူ့ကိုဒီအိမ်အတွက်ဘယ်လောက်အရေးပါလဲဘယ်လောက်အားကိုးရလဲဆိုတာခံစားမိစေရမယ်ဒုတိယကတော့ဝေဖန်တာအကြံပေးတာတွေခဏပေးဖယ်ပြီးနားထောင်ကောင်းသူတယောက်ဖြေလာဖို့ပါတတိယချက်ကလင်ကီစတာမဟုတ်တဲ့ရိုးရိုးရှင်းရှင်းအထီးထွေလေးတွေမမေ့ဖို့ပဲနောက်ဆုံးတစ်ခုကကိုယူရဆိုင်ဖို့ပါကိုကတက်ရွရရနဲ့ယုံကြည်မှုရှိနေမှကိုလက်တွဲဖို့ကလည်းကိုတန်ဖိုးထားမှာပေါ့ဟုတ်တယ်မလားအဲ့ဒီသူရဲကောင်းစိတ်ကိုဘလို့လုံးမလဲလွယ်လေးပါဥပမာရှင်းကြောင်းသာဒီအိမ်လေးကလုံချုံပြီးအဆင်ပြေနေတာတကယ်ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးတစ်ခုကသူ့ရဲ့ပင်ပန်းသမျှကိုဖျောက်သွားစေနေတယ်အတီးတွေ့ဆိုတာလည်းအရေးကြီးရနော် TV အတူတူကြည့်နေတော့တူကြောလေးကိုခဏလောက်ဖွာဖွာလေးနေပေးတာမျိုးအလောက်ကပြန်လာရင်လက်ကလေးကိုခဏလေးစုပ်ကင်ပေးလိုက်ကမျိုးဒီလိုတဲတဲလေးကစကလုံးတွေထက်အများကြီးပို့ပြီးနှွေးထွေးမှုကိုပေးနိုင်ပါလေဆိုတာချုပ်ပြောရရင်သူ့ကိုသူရဲကောင်းတယောက်လို့ခံစားစေတာသူ့စကားကိုစိတ်ရွှင်ရွှင်နဲ့နားထောင်ပေးတာအနှွေထွေးတဲ့အထီးတွေ့လေးတွေပေးတာဒါရီအားလုံးကသူ့အတွက်အိမ်ဆိုတာတန်ဖိုးထားဆုံးအလုံးကြုံဆုံးနေရပါလားလို့ခံစားသွားစေမှာပါဒီစကားပုံလေးကအယမ်းမှန်တယ်ယောက်ျားတစ်ယောက်ကိုကျိုးနဲ့ချီထားရင်သူကထပ်ပြေးခိုလို့ပဲကြိုးစားလိမ့်မယ်ဒါပဲပဲမေတ္တာဂီယူဆိုင်မှုနဲ့နားလည်မှုဆိုတဲ့တန်လိုက်နဲ့တာဆွဲထားမယ်ဆိုရင်သူဘယ်ကိုမှသွားမှာမဟုတ်ဘူးတဲ့ချီတာနဲ့ဆွဲတာအများကြီးกว่าတယ်နော်ကဲဒီနေ့မျှဝေခဲ့တာတွေထဲမှာကိုယ့်အတွက်အသုံးဝင်ဆုံးလို့ထင်တဲ့အချက်ကဘာဖြစ်မလဲအိမ်တွင်းရေးကိုပြန်ပြုတ်ပြီးမဲ့ home face လားဒါမှမဟုတ်သူ့ရဲ့ hero mode ကိုအရင်ဖွင့်ပြမှာလား comment မှာရေးခဲ့ပြပါဦး